ဘယ်လူမျိုးရဲ့ယဉ်ကျေးမှုမှာကျွန်တော်တို့မတွေ့ဘူးတဲ့ထူးခြားချက်မြန်မာယဉ်ကျေးမှုမှာရှိအဲ့ဒါဘာလဲဆိုဘယင်သို့မဟုတ်မင်းသို့မဟုတ်အစိုးရကိုရန်သူမျိုး၅ပါးတဲ့ထည့်ထားကျွန်တော်တို့လူမျိုးကဘယင်တို့မင်းတို့အစိုးရတို့ကိုတခိုးနဲ့တန်းနဲ့ထားတဲ့လူတွေဝိပတ္တိတရား၄ပါးဗျတ္တနတရား၅ပါးတို့မှာခါသိမ့်ကင်းလို့ဖြစ်ရင်းဒီဖြစ်၍စသဖြင့်ကျွန်တော်လည်းငယ်ငယ်မိဘတွေသင်ပေးလို့အောကြက်တာအဓိပ္ပာယ်မသိကြီးမှဖတ်ကြည့်တော့တော်စိတ်ဝင်စားဖို့ကောင်းအဲ့ဝိပတ္တိတရား၄ပါးဘာတွေညာတွေမပြောတော့နံပါတ်1ဝိပတ္တိတော့ပြောကိုပြောမှရကာလဝိပတ္တိလို့ခေါ်တာအဲ့ဒီကာလဝိပတ္တိဘာသာပြန်ရင်ဖျားရှိကိုစာပေစီလေးရှိရင်လွတ်မှာမဟုတ်ဘာလို့လဲဆိုတော့ကာလဝိပတ္တိရဲ့ဘာသာပြန်အရင်ကမင်းစိုးမင်းရဲ့အောက်တွင်နေရခြင်းလို့အဓိပ္ပာယ်ရအဲ့တော့စဉ်းစားကြည့်တော့ကျွန်တော်တို့လူမျိုးကဖျားစဉ်ရှိရောက်တိုင်းဖျားကိုရှစ်ခိုးပြီးမင်းစိုးမင်းရဲ့အောက်မှာမနေပါရစေနဲ့ဖျားဆိုပြီးနေတိုင်းဆူတောင်းတဲ့လူမျိုးဆိုတော့ကမင်းစိုးမင်းရဲ့အောက်မှာနေခဲ့ရတဲ့ရက်တွေတော်တော်များလိမ့်မယ်လို့တွက်လို့ရအဲ့တော့အနောအထာနန်းတက်တဲ့1044ကနေတီဘောပါတော်မူတဲ့1885အထိဒါကိုပဲဖြတ်ကြည့်လိုက်နဲတဲ့နှစ်တွေမဟုတ်ဘူးနှစ်ပေါင်း800ကျော်ထူးခြားတာအဲ့ဒီနှစ်ပေါင်း800ကျော်ခရီးမှာနိုင်ငံရေးစနစ်ကအခြေခံရမပြောင်းဘူးတစ်ခုတည်းပဲအဲ့ဒါဘာလဲဆိုတော့ absolute monarchy လို့ခေါ်တဲ့အကျွန်းမဲ့ဘယင်စနစ်ဒီစနစ်အောက်မှာကျွန်တော်တို့ကနေခဲ့ရအဲ့တော့ तू ကဆက်ဖွင့်ပါတယ်ဒါဖြစ်ရင်ဗမာပရိသေစနစ်ဗမာဘယင်စနစ်ဟာဘာတွေထူးခြားလဲသူ့ရဲ့အယူဆကတော့ထူးခြားချက်ကြီး၃ခုရှိပါတယ်ဘယင်မကြည်တာနဲ့တပြိုင်နက်ယာရုပြုတ်ဝင်နေမကဘူးအချိန်မရွေးဇက်ပြုတ်သွားနိုင်ဒီသဘောရှိတာဒါကြောင့်မို့ဒီပရိသတ်တွေကဘယင်ကိုခေတ်စကားနဲ့ပြောရင် check and balance အထိန်အထိန်သူတို့မလုပ်နိုင်ဘူးနောက်ကြောင်းတော့ဗမာပြည်မှာအနောအထာလက်ထက်ကစပြီးဒီနေ့အထိပဲဆိုပါတော့အစိုးရကိုအထိန်အထိန်ကောင်းကောင်းလုပ်နိုင်တဲ့တန်ခါအဖွဲ့အစည်းမရှိပါဘူးမနေနိုင်လို့တန်ခါတွေကတမျိုးသားလုံးအရေးမို့ဝင်ပါရင်လည်းအကျန်းဖက်ဖြူကွဲခံရတာအစင်လာကြီးလိုဖြစ်နေတယ်စောဒကတက်เสียရှိတာကျွန်တော်တို့မြန်မာမှုမှာမင်းကျင့်တရား10ပါးဆိုတာရှိပါတယ်ဘယင်ထင်ရလို့မရဘူးဆိုတော့စောဒကသို့တော့အဲ့ဒီမင်းကျင့်တရား10ပါးဟာဥပဒေမဟုတ်ပါဘူးကျင့်ဝတ်ပါဘယင်တစ်ပါးကမင်းကျင့်တရား10ပါးနဲ့ညီရင်လူတို့ရဲ့ချစ်ခင်လေးစားမှုကိုခံရမယ်မင်းကောင်းမင်းမြတ်ဖြစ်မင်းကျင့်တရားချိုးဖောက်တော့ဘာတတ်နိုင်လဲကွယ်ရာအတင်းပြောရုံကလွယ်လို့ကျွန်တော်တို့ဘာမှမတတ်နိုင်ပါဘူးမင်းကျင့်တရား10ပါးချိုးဖောက်တယ်ဆိုပြီးဘယ်ဘယင်ကိုမှတရားစွဲလို့မရဘူးဥပဒေပြဋ္ဌာန်းချက်မှာမဟုတ်ဘူးနိုင်ငံတကာမိသားစုကအစိုးရတကူကတရားနည်းလည်းမကြဘူးလို့ယူဆတဲ့၍သူ့ဈေးဝါကြောပဲမလုပ်ဒီကောင်တကောင်ကျွတ်ဘဝမတက်နိုင် globalization ခေတ်မှာဘယ်သူမှအထီးကျန်ဘဝနဲ့မလုံးရောဒါတစ်ချက်ပြည်တွင်းလူထုထင်မြင်ချက်လူထုကသက်ဆိုင်ရာအစိုးရကိုတရားနည်းလည်းမကြဘူးလို့ယူဆတဲ့၍အစိုးရနဲ့လူထုကြားမှာ trust ပြောက်နေပြီယုံကြည်မှုပြောက်အဲ့ဒါဆိုအစိုးရဘာလို့လူထုကအကောင်းမထင်ဘူးကောင်းလည်းကောင်းမလားအဲ့လိုနိုင်ငံမျိုးပညာရှင်တွေက face take အရေးနေနေတုံးတယ်